အိမ်တောင်မပြုတ်ရသေးတာကျေးဇူးတော်ပဲလက်မလွန်သွားတာမစောသွားတာနော်စန္ဒလေးတွေကိုထိန်းချုပ်နိုင်ခဲ့တာကျေးဇူးတော်ပဲလို့ပြောနိုင်စရာအကြောင်းရှိပါလိမ့်မယ်အကယ်၍အိမ်တောင်ပြုတ်ပြီးပြီဆိုလို့ရှိရင်တော့ခိုင်ခက်တဲ့အိမ်တောင်ဖြစ်ဖို့ရန်အတွက်ဉာဏ်ပညာကိုသင်ရလိမ့်မယ်အိမ်တောင်ပြိုကွဲသွားခဲ့တဲ့ဆိုရင်အိမ်တောင်ပြိုကွဲရတဲ့အကြောင်းရင်းတွေကိုနှုတ်ကပတ်တော်ထဲမှာအပြေရှာဖွေတွေ့ရှိမှဖြစ်ပါတယ်အဲ့တော့လူတိုင်းအတွက်အကျုံးဝင်ပါတယ်ကဲအဲ့တော့အိမ်တောင်နဲ့ပတ်သက်ပြီးတော့အယုံဆုံးသိစေလိုတဲ့အရာတစ်ခုကဘာလဲဆိုတော့ဘုရားသခင်ကနော်ဒီကဘာကိုဖန်ဆင်းတဲ့အခါမှာလူသားတွေအတွက်သူအရင်ဦးဆုံးတည်ထောင်တဲ့အရာကအသင်းတော်မဟုတ်ဘူးပြန်ပြောမယ်နော်ဒီကဘာကြီးပေါ်မှာဘုရားကလှပတဲ့နော်ကဘာကြီးကိုဖန်ဆင်းပြီးသွားတဲ့အခါမှာသူအရင်ဦးဆုံးတည်ထောင်တဲ့အရာကအသင်းတော်မဟုတ်ဘူးအိမ်တောင်ဖြစ်တယ်သူအရင်ဦးဆုံးတည်ထောင်တဲ့အရာကနိုင်ငံတနိုင်ငံမဟုတ်ဘူးအိမ်တောင်ကိုတည်ထောင်တာဖြစ်တယ်ကျမ်းစာကျောင်းတစ်ကျောင်းကိုလာရောက်တည်ထောင်တာမဟုတ်ဘူးအိမ်တောင်ကိုတည်ထောင်တာဖြစ်တယ်ဒါကြောင့်မလို့အိမ်တောင်ဟာဒီကဘာကြီးရဲ့အချုပ်အခြာဖြစ်တယ်လို့ပြောရင်မမှားပါဘူးဒါကြောင့်မလို့အိမ်တောင်ဆိုတဲ့အရာကလည်းဘုရားသခင်ကိုယ်တိုင်တည်ထွင်ထားတဲ့နော်ဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အစပြုထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအိမ်တောင်နဲ့ပတ်သက်လာရင်လူတစ်စုံတစ်ယောက်စီမှာသွားပြီးတော့အကြံယူတာတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာပြန်လှည့်ပြီးတော့မှသင်ဟာတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့အိမ်တောင်ခိုင်ခန့်ခြင်းရှိလိမ့်မယ်အာမင်ကဲအဲ့တော့အိမ်တောင်နဲ့ပတ်သက်ပြီးတော့တချို့တွေကနော်နားမလည်မှာဆိုလို့အထူးသဖြင့်အပြိုများလူပြိုများအိမ်တောင်မပြုတ်ရသေးတော့သူများအိမ်တောင်မှာကြောက်စရာကောင်းတဲ့အစွန်းနှစ်ဖက်တွန်တွဲနေပါတယ်ဒါကိုသတိထားဖို့ရတဲ့ဖြစ်တယ်အဲ့တော့အဲ့ဒီအစွန်းနှစ်ဖက်တွေကိုပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့အိမ်တောင်ပြုတ်ခြင်းဆိုတာကလူသားတွေအတွက်ဘဝမှာဆွဲဆောင်မှုအရှိဆုံးရင်ခုန်စရာအကောင်းဆုံးဖြစ်တယ်လို့စိတ်ဆင်းရဲမှုအပေးနိုင်ဆုံးလည်းဖြစ်ပါတယ်နော်ဒါကိုအရင်ဆုံးသိဖို့ရတဲ့ဖြစ်တယ်ဘာလို့ကျွန်မကဒီစန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုပြောပြတယ်လဲဆိုတော့အရေးကြီးလို့ပါလူတိုင်းကအိမ်အောင်ပြုတ်ကျင်တဲ့စံသားရှိကြတယ်အိမ်အောင်ပြုတ်လိုက်လို့ရှိရင်ငါရဲ့ဘဝကပြီးသွားမယ်ငါရဲ့အဖေအမေနဲ့ပြဿနာတက်တဲ့အရာတွေညီကိုမောင်မနဲ့ပြဿနာတက်တဲ့အရာတွေချုပ်ငိမ့်သွားမယ်လို့ထင်တတ်ကြတာအမှန်တော့နောက်ထပ်ပြဿနာတစ်ခုကိုယ့်အပေါ်တင်လိုက်တာနဲ့အတူတူပဲနော်ဒါကြောင့်မလို့ပြဿနာလို့ပြောပြီးဆိုလို့ရှိရင်ဒါအိမ်တိုင်းမှာရှိရဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာလည်းမိဘတွေနဲ့အတူတူနေတဲ့အခါမှာရှိနိုင်တယ်လို့ကိုယ်တိုင်အိမ်အောင်တစ်ခုကိုတိဆောက်တဲ့အခါမှာပြဿနာလို့ခေါ်တဲ့စိတ်ဆင်းရဲမှုတွေရောက်လာတတ်တယ်ဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်ပါတယ်။နောက်ထပ်စန့်ကျင်ဘက်တစ်ခုကဘာလဲဆိုတော့အိမ်အောင်ပြုတ်ခြင်းဆိုတာဘဝအတွက်လှပတယ်လို့အလွန်အန္တရာယ်ကြီးမားတဲ့အရာလည်းဖြစ်တယ်။ဆရာမရဲ့လှပခြင်းနဲ့အန္တရာယ်ကြီးခြင်းဆိုတဲ့စကားလုံးကတွဲဖို့တောင်မကောင်းဘူးလို့ပြောပါလိမ့်မယ်။မှန်ပါတယ်ဘာလို့ဒီလိုပြောတာလဲဆိုတော့စိတ်ကူးရင်ဆန်ကြတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်လူငယ်ကာလမှာfairy tales လို့ခေါ်တဲ့ကြပြဆန်တဲ့ရုပ်ရှင်ကားလေးတွေကတ်တွန်းကားလေးတွေကိုကြည့်ပြီးတော့နော်ဘလို့ထင်ကြလဲဆိုတော့တကယ်ကို happily ever after နော်မင်းသမီးနဲ့မင်းသားစုံသွားတဲ့အခါမှာတခါတည်းဘဝကြီးဟာပြည့်စုံသွားပါတယ်လို့ပြောရင်အဲ့ဒါမှားတယ်အဲ့အချိန်ကမှဘဝကစတာဖြစ်တယ်နော်ဒါကြောင့်မလို့လှပတယ်လို့ထင်ရပေမဲ့အထဲထဲမှာစိန်ခေါ်မှုများစွာပြဿနာများစွာအန္တရာယ်များစွာရှိနေပါတယ်အကယ်၍အဲ့ဒီအရာကိုကကောင်းကောင်း handle မလုပ်နိုင်ဘူးဆိုရင်အသက်အန္တရာယ်ဆုံးရှုံးသွားတဲ့ခင်မွန်းတဲ့ဇနီးတွေအများကြီးရှိပါတယ်မယုံရင် online မှာ search လုပ်ကြည့်ပါเนาะကျမတို့ကြားနေရတဲ့သတင်းတွေအားဖြင့်လည်းကျမတို့သိနိုင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့အိမ်အောင်ပြုတ်ခြင်းဆိုတဲ့အရာကဝမ်းမြောက်စရာနဲ့ပြည့်စုံတယ်လို့စိတ်ပြက်စရာများစွာရှိပါတယ်အဲ့ဒါကိုသိကျင်တယ်ဆိုအိမ်မှာရှိတဲ့အဖေနဲ့အမေကိုသွားမေးကြည့်ပါเนาะအိမ်အောင်ကြဖူးထားတဲ့ဦးလေးအတော်တယောက်ကိုသွားမေးကြည့်ပါအဲ့တော့ဝမ်းမြောက်စရာရှိတယ်လို့စိတ်ပြက်စရာများစွာစုစည်းထားတဲ့အရက်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းသိထားတဲ့တယ်သူတို့ဘာတော့မသိဘူးကျမဆိုရင်အိမ်အောင်ပြုတ်ပြီးနှစ်ပတ်ကြာမှငါအိမ်အောင်ပြုတ်တာမှားသွားပြီလားလို့တောင်မှခေါင်းထဲမှာရှိဘူးတယ်ဒီလိုပြောလို့ဆရာစောမကောင်းတာမဟုတ်ဘူးနော်ကျမပြောပြမယ်မမျော်လင့်ထားတဲ့အရာတွေဆိုအမြဲတမ်းရှိတယ်ဆရာစောကအိတ်တဲ့ချိန်မှာဟောက်တတ်တယ်ကျမကနားအယံပါတယ်အတန်သမားဆိုတော့အဲ့တော့ခေါင်းရဲမှာသခိုးသွားရင်သိတယ်ခွေးသွားရင်လည်းသိတယ်အရင်နားပါတဲ့အဖွဲ့တွေကပါတယ်ပေါ့နော်ချင်လာဝီခွင်းနေဆိုတာနဲ့ချက်ချင်းနိုးတဲ့အဖွဲ့တွေမှာပါတော့ဆရာစောကဟောက်တဲ့အခါမှာသင်္ဘောခုံမောင်းတယ်လို့ပဲဒါပေမဲ့အခုတော့တော်တော်လေးပြောင်းလဲလာပါပြီဘုရားသခင်ဂျေဇုတော်အားဖြင့်ပေါ့နော်အာမင်နဲ့သူ့ရဲ့ပြိတ္တလည်းရှိတာပဲအဲ့တော့ကျမကအိမ်တော်စကြတဲ့အခါမှာဆရာစောဟောက်နေတော့ကျ
ကျမပြောတခါမှလည်းမအိပ်ဘူးလေ तू ကဟောက်နေတဲ့အခါမှာဘယ်လိုလုပ်ရမှာလဲမသိဘူးလေကိုနဲ့အတူတူအရင်တော့ငယ်ငယ်တော့အိပ်ခဲ့တဲ့ဆရာမမေးဒီကလည်းမဟောက်ဘူးနော် तू ကဟောက်တတ်တဲ့အဖွဲ့ထဲမှာမပါတော့ဟာဘယ်လိုလုပ်ရမလဲမသိဘူးနောက်ဆုံးကြတော့တရက်လဲအေးရင်မို့ကမနေ့ကျရင်လဲသမင်းဟင်းကထားချက်ရသေးတယ်ထားချက်တော့လဲလက်စစ်မီးနဲ့မဟုတ်ဘူးအဲ့ဒီခေတ်ကမီးသွေးနဲ့ထားချက်ရတာမနေ့ဆိုလဲအစိုးရသွားဝယ်ရတာရေခဲတက်တာဆိုတဲ့အရာမျိုးအဲ့ကျမတို့ခေတ်တုန်းကမဝယ်နိုင်ခဲ့ဘူးကျမတို့အိတ်တဲ့အချိန်တုန်းကဖြာပေါ်မှာအိတ်ရတယ်ရိုးရိုးဟိုနှီးဖြာတော့မဟုတ်ဘူးနော်ကျမတို့ဟိုဗာလဲရှမ်းဖြာဆိုတော့အရင်နာတယ်လေသိရမလားပိုက်ကွန်နေနဲ့ခြိထားတဲ့အရာမျိုးဆိုတော့ဟာကျမညဘက်ကလည်းအေးရင်မဝနော်ပြီးအေးကူလေးရှိတဲ့အရာမျိုးမဟုတ်ဘူးပန်ကာတော်မရှိတဲ့အခန်းမှာကျမနေခဲ့ရတာပါအဲ့တော့ညပလည်းအေးမဝမနေ့ကျတော့လည်းအစိုးရနော်ပြီးရင်ကျမကအလုပ်လဲသွားရသေးတယ်ဆိုတော့နော်ကျမဘယ်လိုစဉ်းစားမိလဲဆိုတော့ငါသွားပြီနဲ့တူတယ်တစ်သက်လုံးငါမအိပ်ရတော့ဘူးနဲ့တူတယ်တကယ်ထင်တာနောက်ပိုင်းကျတော့3-4ရက်လောက်မြောက်လာတဲ့ခါကျတော့လူကဇာတိပေါ်တာပဲအဲ့တော့ကျမဆရာဆော့ကိုစပြီးတော့မသိတယ်လို့တွန်းလိုက်တယ်အဲ့တော့တွန်းလိုက်တစ်ချက်တွန်းလိုက်တစ်ခါငြိမ်သွားတာဒါပေမဲ့10မိနစ်တောင်မကြောက်ပြန်ဟောက်ပြန်အောင်အဲ့ဒါနှစ်ပတ်လောက်ကြာတဲ့အခါမှာကျမအရန်ကောင်းနေလဲကြိုက်သီးလားအေးရေးလဲမဝတဲ့အခါမှာမှားပြီနဲ့တူတယ်နေဟောက်တက်လားမဟောက်တက်လားဆိုပြီးတော့ကြိုတင်မေးခဲ့ရမှာကိုမသိတဲ့ຢာတွေအများကြီးရှိတယ်နော်ဆိုတော့အဲ့တော့ကျမပြောချင်တဲ့ຢာတစ်ခုကနော်စိတ်ပြက်စရာတွေများစွာလဲစူးစီးထားတဲ့အရာဖြစ်တယ်ဆိုတဲ့ຢာကိုလဲကြိုတင်ပြီးတော့မျှော်လင့်ထားစေချင်တယ်